အားလုံးပဲမင်္ဂလာပါဗျာဒီသားကတော့ရန်ရှင်လူမိဘပြည်သူများနဲ့တိုင်းသားဒီကုမုံမများတယ်ဒီကနေ့ကဓမ္မတတိ1309ခုနှစ်တခုရဲ့ဒါဗိဒ်တို့တည်းမှာစပြုခဲ့တယ်ဘုံတို့ရဲ့သမိုင်းဝင်နေလူနည်းမြတ်ဖြစ်တဲ့89နှစ်မြောက်မျိုးသားလေးဖြစ်ပါတယ်ဒီလိုသူမြတ်တဲ့နေ့မှာတိုင်းသားဒီကုမုံမများအားလုံးကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါသည်ကြောင့်ဘုရားဘုန်းဆက်တာပါလေဒီကုမုံမများကဝန်တိုင်းသားတို့ဟာရှင်းနှစ်ပေါင်းများစွာကလေးကပဲဥပိုင်စာပေလူပညာနဲ့ထွန်းပြောင်တဲ့ဉာဏ်ကျင့်မှုသမိုင်းကိုတိဆောက်ခဲ့ကြတယ်လူမျိုးများပဲဖြစ်ပါတယ်ရှင်ရဟန်းနဲ့ဝေစီရီမင်းရဲ့ဗုဒ္ဓဘာသာတော်ထွန်းကားပြန်ပါရေးအတွက်ဆောင်ရွက်ချက်များနဲ့သူရဲ့ကောင်သမင်ဗရန်ရဲ့ပြည်တော်ကြီးကိုကာဝယ်ခဲ့တဲ့သမိုင်းတွေကနောင်သားများအတွက်လေးစားတန်ဖိုးထားရတဲ့သမိုင်းကြောင်းများပဲဖြစ်ပါတယ်သမိုင်းကြောင်းများအန္တဝီမင်းနေပြည်တော်ကိုစတင်ပြည်တော်ခဲ့တဲ့ဒီလူနည်းမြတ်အခြေခံပြီးမွန်မျိုးသားတွေဖြစ်တတ်မှကျင်းပလာခဲ့တာဒီကနေ့ဆိုရင်89နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့ခန္ဓာမွန်မျိုးတွေဒီလူနည်းမြတ်တစ်ခုတက်တဲ့ပုံခန်းနဲ့အမိတို့ရဲ့မျိုးသားရေးဇာတ်လက္ခဏာကိုကိန်းသိမ်းဆောက်ရှောက်ဖို့အလွန်အရေးကြီးတဲ့ကိစ္စတွေဖြစ်ပါတယ်လို့ပြောလိုပါတယ်။ဝန်တိုင်းသားဒီပုံမှန်ကမြမကိကလာမှာအမိတို့ရဲ့ရွာချင်းမှုဘာသာစကားနဲ့စာပေတွေကိုကဘာနဲ့အဝမ်းဈေးရှိတည်ရအောင်ထိန်းသိမ်းဖို့ပါစင်ကုန်များစွာရှိနေတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒေါက်တာတော်သားလူငယ်တွေကမိတို့ရဲ့မောစာပေနဲ့ထုံးစံစကားတွေကိုဉာဏ်လုံးထားသင်သွားကြဖို့တိုင်းရင်းသားချင်းချင်းချစ်ကြည်ရင်းနှီးမှုနားလည်မှုနဲ့ရင်းနှီးတဲ့နာဂတ်ကိုအတူတကွတိဆောက်သွားကြလို့ပညာရေးရဲ့ဒီဝိုင်းနဲ့ငွေကဏ္ဍတွေမှာတင့်တဲ့လူတို့အောင်တူရန်အားထုတ်ဆောင်ရွက်သွားကြဖို့လည်းပဲတိုက်တွန်းပြောကြလိုပါတယ်ကျွန်တော်ရောင်တိုင်းဒီတိုင်းဆိုအပ်ပွဲနေလည်းပဲရောင်တိုင်းတက်မှနေချင်းနေတိုင်းကြားတဲ့တိုင်းသားဒီကိုမောင်နှံများလူမျိုးအားလုံးရဲ့စာပေဘာသာစကားယူအပ်တဲ့ထုံတဲ့နဲ့ဒီကျင်းမှုတွေထိန်းသိမ်းနေဖို့ချမ်းသာတာများအတွက်ကိုနှစ်စဉ်နာမည်နဲ့သတ်မှတ်ပြီးတော့ဝိုင်းဝန်းပြီးကျွန်တော်တို့ဖက်သိန်းကြီးဆွဲတံမိုးပြီးလည်းရှိပါတယ်။ဝန်တိုင်းသားများအတွက်ဝေယဒီစာပေနဲ့ကျင်းမှုတွေနဲ့ယူရကနဲ့ယူအပ်တူရီယာအင်းတင်နိုင်ခဲ့ပြီးတော့တင်နန်းများပြင်ယူအပ်တဲ့ဘောတော်များတွေလည်းပဲနှစ်စဉ်ရောင်းလို့များကံကိုဆောင်ရွက်လက်ရှိတာကြောင့်လည်းအတိအကျပြောကြလိုပါတယ်။ဒီလိုကြောင့်ဒီနေ့ကတော့89နှစ်မြောက်မျိုးသားလေးမှာလောင်နေပေါင်းများစွာတိုင်အောင်ဝန်တိုင်းသားတွေရဲ့ဉာဏ်ကျင့်မှုစင်လာတွေပုံမူထုံးလင်းတောက်ပနိုင်ပါစေ။တိုင်းသားအားလုံးစီလုံးကျူးစွာနဲ့နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးနဲ့လူထုရဲ့အတွက်ကိုခိုင်မာတဲ့ပြည်တော်စိတ်ဓာတ်နဲ့ဟောလက်တွဲဆောင်ရွက်နိုင်မှာဒီကြောင့်စုမုံကောင်းရင်းနဲ့ဒီလုံးချောပါလေအားလုံးကြမ်းမှချမ်းသာကြပါစေ။ Thank you for